မိမရဲ့ဖုန်းလာနေတယ် နင်မင်းကင်လိုက်တော့ ငါတော့မကင်ချင်ဘူးပတ်စံချေးမဲ့ဖုန်း ပတ်စံချေးဘူးဆိုရင်တော့လုံးဝမချေးနိုင်ဘူးနော် အဲ့ဒါနင်းရဲ့အမျိုးရင် အမျိုးဆိုပိုးတော့မချေးဘူးပတ်စံချေးတော့ကတော့အမျိုးပြန်ဆက်ခံနေကြတာရန်သူထိတ်ကုန်ကြတာမဟုတ်လား အဲ့ဒါနင်းမောင်ရင် ဟုတ်လားဟယ်လိုငါမောင်လားနင်ပတ်စံချေးမလို့လားဘလန့်လေ10သိန်းဟုတ်လားနင်ဘာလို့ငါ့ကိုရိုက်တာလဲ ငါဘယ်တော့ရိုက်လို့လဲ ဘာပြောတယ်ကားအစ်ဝိုင်ချင်လို့ဟုတ်လားနင်ငါ့ကိုထက်ရိုက်ကြည့်ငါမောင်ရေနင်ခဲဟိုကငါ့ကိုရိုက်တာကိုလည်းအပြစ်မတင်ပါနဲ့အောင်ငါတို့မှလည်းတကယ်ကိုမရှိလို့ပါဒီလိုလို့မလားငါရဲ့လားစင်စားစရိတ်ကလားခရဲရင်ကြံတဲ့ပတ်စံတွေကိုနေ့တော့စုပေးထားမယ်အဲ့ဒီ10သိန်းပြေဖို့ဆိုရင်10နှစ်လောက်ပဲကြာမှာပါဘာနှီးလို့နေဟုတ်လားငါတို့လည်းခက်ခဲနေလို့ပါဟောယောက်ျား तू ဖုံးချထွက် မိမရာမင်းပတ်စံမချေးတာကိုမင်းအမေကမင်းကိုအပြစ်တင်မှမကြောက်ဘူးလား ငါ့ကိုဘာလို့အပြစ်တင်ရမှာလဲငါတို့လည်းဘဝကိုရုန်းကန်နေရတာပဲလေပတ်စံတွေအကောင်လုံးသူ့ကိုပေးလိုက်ရင်ငါတို့ကဘာနဲ့စားရမှာလဲ ဟောကြီးလင်းနီနင်းအမေဖုန်းဆက်လာပြီထင်တယ် ဟယ်လိုအမေသမီးတို့မကူညီချင်လို့မဟုတ်ပါဘူးတကယ်ကိုမတက်နိုင်လို့ပါသမီးတို့ဘဝကိုလည်းအမေထည့်စဉ်းစားပေးပါအောင်အားလုံးကမိသားစုတွေပဲမဟုတ်လားကောင်းပြီလေဒါဆိုရင်လာမဲ့လဖန်ချင်းငွေကိုအမေပဲကူဆက်ပေးလိုက်တော့ဒါဆိုသမီးတို့အခုပဲပစ္စည်းတွေသိမ်းပြီးအမေအိမ်ပြန်တက်နေတော့မယ်ယောက်ျားကြီးညဉ့်ညံပစ္စည်းသိမ်းတော့ငါတို့အမေအိမ်ပဲပြန်တက်နေတော့မယ်အမေလည်းဖုံးချသွားပြန်ပြီနင်ငါစီကပညာတွေတင်ထားလိုက်အောင်